ကျွန်တော်တို့ရဲ့နေမင်းကြီးရုတ်တရက်ပျောက်ကွဲသွားရင်မဖြစ်မလဲ။ဝန်းစရာကတော့အရင်ဆုံး10မိနစ်20စက္ကန့်အထိကျွန်တော်တို့ဘာမှမသိရပါဘူး။ဘာကြောင့်လဲဆိုတော့နေအောင်ကြီးကကဘာတီရောက်ဖို့10မိနစ်20စက္ကန့်အထိကြာလို့ပါ။ဒါပေမဲ့10မိနစ်20စက္ကန့်ပြည့်တာနဲ့တကဘာလုံးမောင်မဲသွားပါလိမ့်မယ်။နေကင်းမှာတော့ကောင်းကင်ဘဝခြေတွေကိုမြင်ရပါမယ်။ပြီးတော့လှလဲပျောက်ကသွားပါလိမ့်မယ်။ရဲ့အနှဲငယ်အတွင်းအပင်တွေနဲ့အတီးအနှံတွေအားလုံးပျက်စီးကုန်မယ်။အစားအစာတွေအရန်ရှားပါလာပြီးလူသားတွေကြားမှာစစ်ပွဲတွေတောင်ဖြစ်ပွားနိုင်ပါတယ်။ဒါပေမဲ့တကယ်ဒုက္ခကတော့တနည်းအကြာမှာစတင်လာမှာပါ။အပူချိန် -80 ဒီဂရီစင်တီဂရိတ်အထိကျဆင်းသွားပါလိမ့်မယ်။10နှစ်ကြာတဲ့အခါတကဘာလုံးက -140 ဒီဂရီစင်တီဂရိတ်အထိအေးခဲသွားပါလိမ့်မယ်။လူသားတွေကမြေအောက်ထက်မှာအပူပေးဆက်တွေဒါမှမဟုတ်မီးအပူကိုပဲအားကိုးပြီးအသက်ရှင်နိုင်မှာပါ။နောက်ဆုံးအသက်ရှင်ဖို့နည်းလမ်းတစ်ခုပဲကြံပါတော့မယ်။အေးခဲနေတဲ့ပင်လယ်ရေခဲကိုဖောက်ပြီးအောက်ဆုံးအထိဆင်းသွားနိုင်ဖို့ပါ။ဒါပေမဲ့ဒီလောက်တောင်စူးစမ်းဖို့လိုချင်မှလိုပါလိမ့်မယ်။ဘာလို့ဆိုတော့နေမင်းကြီးရဲ့ဆွဲငင်ဟာပျောက်သွားတာနဲ့ကျွန်တော်တို့ရဲ့ကဘာကြီးကအာကာသထဲမှာဥတီယာမရှိလွတ်မြောက်သွားနိုင်ပါတယ်။နောက်ဆုံးမှာတော့တခြားဂျိုဒီနဲ့တိုက်မိပြီးအပိုင်းပိုင်းခြေကွဲနိုင်တယ်လို့ black hole တစ်ခုတည်းလည်းတိုက်ရိုက်ဆုပ်ယူခံရနိုင်ပါတယ်။တကယ်လို့မိတ်ဆွေလည်းဒီလိုခြေနေဖြစ်ခဲ့ရင်ဘယ်လိုအသက်ရှင်ဖို့စဉ်းစားထားလဲ comment မှာရေးခဲ့ကြပါအောင်နော်။နောက်ဗီဒီယိုမှာတွေ့ကြစို့ Thanks for watching